မင်္ဂလာပါခင်ဗျာဒီကနေ့ရဲ့ထူးခြားတဲ့သတင်းအချက်အလက်တစ်ခုအနေနဲ့ပရိသတ်တွေစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ရုပ်ရှင်သရုပ်ဆောင်စမိုင်းရဲ့ဒေါ်လာတန်းချီတန်စံအင်ကြီးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ကမှဒေါ်လာ16တန်းကျော်နဲ့ဝယ်ယူခဲ့တဲ့ဒီအင်ကြီးဟာအခုအခါမှာတော့ pre-foreclosure ဆိုတဲ့လေးလံတင်ရောင်းချမဲ့စီးရင်တဲ့ကိုရောက်ရှိသွားပြီလို့သိရပါတယ်တန်ဖိုးအဖြစ်ဒေါ်လာ21တန်းကျော်နဲ့အယောင်စရင်တက်လာတာထက်လို့ဘလို့အကြောင်းရင်းတွေကြောင့်ဒီလိုဖြစ်လာရတာလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ရအောင်ပါဒီနေရာမှာ pre-foreclosure ဆိုတဲ့သဘောတရားကိုအကြံဖြင့်ရှင်းပြခြင်းပါတယ်ဒါဟာအိမ်ပိုင်ရှင်ကလာစင်ပေးသွင်းရမယ့်အိမ်လဒါမှမဟုတ်အိမ်ခွန်တွေကိုသတ်မှတ်ထားတဲ့ကာလတစ်ခုအတွင်းပုံမှန်မပေးသွင်းနိုင်တော့တဲ့အခါငွေချေးထားတဲ့ကုမ္ပဏီကနေအိမ်ကိုပြန်လည်သိမ်းဆည်းဖို့ပြင်ဆင်ပြီးကာလပေါက်စေးနဲ့လေးလံတင်ရောင်းချခွင့်ပြုလိုက်တဲ့အခြေအနေပဲဖြစ်ပါတယ်။လောလောဆယ်မှာတော့အိမ်ချမ်းမြေ website တစ်ခုထက်တဲ့ Zillow မှာဒီစံရင်ကြီးဟာလေးလံစရင်ဝင်နေတာ2လနီးမှရှိနေပြီလို့ဖော်ပြထားပါတယ်။2008ခုနှစ်မှာတိစောက်ခဲ့တဲ့ဒီစံရင်ကြီးဟာအိမ်ခန်း8ခန်းနဲ့ရေချိုးခန်း12ခန်းထိပါဝင်တဲ့အလွန်ခမ်းနားတဲ့အဆောက်အုံတစ်ခုပါ။ဒါပေမဲ့ခမ်းနားတဲ့လောက်ကုန်ကျစရိတ်ကလည်းတကယ့်ကိုမသေးလာပါဘူး။အိမ်ရဲ့မြေကွန်တစ်ခုတည်းနဲ့တစ်နှစ်ကိုဒေါ်လာ2သိန်းကျော်ပေးဆောင်ရပါတယ်။ဒါဟာအိမ်ဖိုးကြီးတော့လေအစိုးရကိုတသက်လုံးပေးရမယ့်အခွန်ဖြစ်ပါတယ်။နောက်ထပ်အိမ်အာမကြီးကလည်းတစ်နှစ်ကိုဒေါ်လာ8000ကျော်ကျတင်ပြီးတစ်လကို9000ကျော်ပေးဆောင်ရတာပါ။ရေကမိကတွေမတွက်ပဲမြေကွန်နဲ့အာမကြီးနှစ်ခုတည်းတင်တစ်လကိုဒေါ်လာ2000ခွဲနီးပါးကုန်ကျစရိတ်ရှိနေတာပါ။အကယ်၍အိမ်ဖို့အတွက်လာစဉ်ဆက်ရမယ့်အကျွေးဒေါ်လာ3သိန်းကျော်နဲ့ပါပေါင်းလိုက်မယ်ဆိုရင်ဒီစံအင်ကြီးကိုဆက်လက်ထိန်းသိမ်းဖို့တစ်လကိုအနည်းဆုံးဒေါ်လာ3သိန်းခွဲခန့်ကုန်ကျစရိတ်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လဲအခုလိုလေးလံတင်ရောင်းချမဲ့အခြေအနေကိုဆက်ရောက်သွားတာလို့တွက်ဆရပါတယ်။စမိုင်းတို့ရဲ့စံအင်ကြီးဟာမကြခင်မှာလေးလံပွဲမှာတကယ်ပဲအယောင်းအဝယ်ဖြစ်သွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။